ရင်ကုန်နေနဲ့မတော်တဆကိုကိုလာနမ်းလိုက်တယ်လို့မျိုးခန်းစားရရင်တော့အဲ့ဒါဟာ trigger fail လို့ခေါ်တဲ့ငါးလေးတွေပဲဖြစ်ပါတယ်ဒီငါးလေးတွေမှာနှကန်းစုံနဲ့စီတန်းနေတဲ့သွားလေးတွေရှိတာကြောင့်ပါဇက်ပုံစံကလူသားတွေရဲ့ပါဇက်နဲ့တော်တော်လေးဆင်တူလှပါတယ်ဘလောက်တောင်တူလဲဆိုဤချောပေါ်နှကန်းလို့ပါပဲအပူပိုင်းပင်လယ်ပြင်တွေမှာအတွေ့အများတဲ့ဒီငါးလေးတွေရဲ့ထူးခြားချက်ကတော့သူတို့ရဲ့ကြောပေါ်မှာပါတဲ့ခလုတ်လိုမျိုးအဆူးလေးပဲဖြစ်ပါတယ်ဒီအဆူးကိုသူတို့ဘာသာသူတို့ခောက်ချလို့မရပဲနောက်ကအဆူးသေးသေးလေးကိုနှိမ့်လိုက်မှသာရှေ့ကအဆူးကြီးကခောက်သွားတာကြောင့်သူတို့ကို trick ကခလုတ်လို့အမည်ပေးထားကြတာပါသူတို့ဟာအသားစားတရဝါတွေဖြစ်ပြီးပဇွန်ခယူးနဲ့တခြားငါးလေးတွေကိုစားသုံးလေးရှိကြပါတယ်ဒါအပြင်သူတို့ဟာကိုယ့်နယ်မြေကိုအရန်ကာကွယ်တတ်တဲ့ငါးမျိုးတွေဖြစ်လို့အနေရရှိတယ်လို့ခန်းစားရရင်ရင်ငုတ်သမားတွေကိုတော့အရှိန်နဲ့လာရောက်တိုက်ခတ်တတ်ကြပါတယ်ဒါပေမဲ့အလှမွေးကန်တွေထဲမှာဆိုရင်တော့လူတွေရဲ့လက်ချောင်းတွေကိုခပ်ဖောက်ဖွားလေးကိုက်ဆော့တာမျိုးဒါမှမဟုတ်လူနောက်ကိုတကောက်ကောက်လိုက်နေတတ်တာလိုမျိုးချစ်စရာကောင်းတဲ့အမူအကျင့်လေးတွေလည်းရှိတတ်ကြပါတယ်ဒီငါးလေးတွေဟာရန်လိုတတ်တာကြောင့်ပင်လယ်ထဲမှာတွေ့ရင်တော့ဘေးကင်းတဲ့အကွာဝေးကနေပဲကြည့်ရှုဖို့အကြံပြုပါတယ်